ခွန်းတောက်တစ်ပြန်နဲ့လွန်လောင်းဖန်လိုက်တာကိုဝန်တူအောင်လားခင်ဗျာဟုတ်တာဗောကိုလင်းရော်ဒီဘက်ကကိုတင်ရန်လားဗျဟုတ်တာဗောဗျာကိုဟန်တူအောင်ဟိုဘက်ကကိုသရုံးဟန်လားဗျဟုတ်တာဗောကိုတင်ရန်ရဲ့ဒီဘက်ကကိုညံမိုးထက်လားဗျဟုတ်တာဗောကိုတူဟန်ဒီဘက်ကကိုဟေးလေးပါလားဗျဟုတ်တာဗောကိုညံမိုးထက်ရဲ့အမေကိုပိုင်တဲ့ကြောင့်မိဘဆရာကရောဝဲတို့ကြွားရောက်လာကြတော့ဂုံသေးရှိလူကြီးမင်းများဆရာဆရာမများကျောင်းသားကျောင်းသူညီကိုမောင်နှမများအားလုံးကိုကျွန်တော်တို့ grade 7ညီကိုများကလာသမျှသာစေမာကြပါစေကြောင်းစုမုံကောင်းတောင်းရပါတယ်ခင်ဗျာမင်္ဂလာလေးမင်္ဂလာပါခင်ဗျာအေးဒါနဲ့ငါတို့ဘာနောက်ပြီးဘာအစီအစဉ်လဲကွာမင်းတို့မသိဘူးလားကွာငါတို့ဘိုးဘိုးကြီးရွှေမန်းတင်မောင်ရဲ့မြစ်ဦးတင်မောင်စမ်းမင်းဝင်းရဲ့သားမင်းရှိအောင်နေတို့အဖွဲ့လေကွာနေပါဦးကွာဓမင်မျိုးဆက်ဆိုတော့ဘာချင်းနဲ့ဖြော်ပေးမှာတော့ကွာမင်းရလဲကွာမသိဘူးလားဖိုးဖိုးကြီးဦးရွှေမန်းတင်မောင်ရဲ့ရွှေကျေးစီတချင်းကွာဩဖိုးဖိုးကြီးရွှေမန်းတင်မောင်ရဲ့မြစ်မင်းရွှေအောင်တင်တို့အကလာများကိုရှူစားကြပါအောင်ခင်ဗျာဟုတ်ပဲရွှေကြီးစီ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 စိတ်ခါလို့တည်တဲ့ချားနေပြီမိတ်ဆွေတွေတိတ်ကြဖို့အတွက်ကျုံမျိုးကနှိုးဆော်ပါရရွှေကြီးစီ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 ရွှေမိတ်ဆွေတွေတိတ်ကြဖို့အတွက်ကျုံမျိုးကနှိုးဆော်ပါရစัจ java ကဘာမီမို့ထိုးဖောက်လို့ကြရပါစေတည်းရွှေကြီးစီရွှေကြီးစီစัจ java ကဘာမီမို့ထိုးဖောက်လို့ကြရပါစေတည်းရွှေကြီးစီရွှေကြီးစီကောင်းတာပြုကြရေဒုက္ခရီပါရေမတွေ့မရောက်ကြပါလေညီကောင်းတာပြုတော့ဒုက္ခရီချာနေဧကရောက်မလွဲလို့ဒီရွှေကြည့်စီတီးလို့ဒီပေး
နာတရားမြင်နေရဘာများငါယူမျိုးဒီဒီတော့နာစခန်းတော့တလန်းနိုင်ပုံကြီးမြေကြီးပထွေးကရွှေသိပြီဗျာဖဲကြီးတည်းရွှေကြီးစီရွှေကြီးစီရွှေတိပြဝေတိတိရရွှေကြီးစီရွှေကြီးအလုံးကျေးဇူးအများကြီးတင်ပါတယ်အခုလိုအားပေးရတဲ့အရင်ကျေးဇူးတင်ပါတယ်ဒါတော့တားတငယ်ချင်းတွေပေါ့ဒါ G7 တငယ်ချင်းတွေနဲ့ဖျော်ဖြေခွင့်ရတဲ့လည်းအရင်ကျေးဇူးတင်ပါတယ်ဒီချိန်မိုးကဒီပွဲကိုအခုလိုမျိုးစီစဉ်ပေးရတဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်ဒီလိုအရင်တော့ကဘူးရဗျာဒီလိုမျိုးတငယ်ချင်းတွေနဲ့ကတာခက်ရှားတာပေါ့နော်ဘေးနားကနေပါဝင်အားဖြည့်ပေးတယ်လူရှင်တော်တွေဒီမင်းသမီးတွေကိုလည်းအရင်ကျေးဇူးတင်ပါတယ်တငယ်ချင်းတွေပေါ့ဗျာဟုတ်အခုတော့အားပေးရတဲ့အရင်ကျေးဇူးတင်ပါတယ်ဒီပွဲလေးအောင်မြင်ပါစေဗျာယခုလိုအားကျုံမှန်တက်ဖြင့်ကပြဖြောပြပေးသွားပါတော့ဒီပွဲကိုအောင်မြင်ကျင်လာတာအဲ့ဒါဆိုလို့ရှိရင်တော့လေဒီမှာလာတဲ့လူတွေစီးပွားရေးတွေကြီးပွားရေးတွေဘာသာရေးတွေသာသနာရေးတွေအကုန်အောင်မြင်အောင်တော့ဆူတောင်းပေးမှဆင်မောဆင်ရမှာအခုလိုဒီချိန်မူကတောင်းဆိုတယ်တောင်းဆိုပေမဲ့လေဒါလုပ်ပေးရမှာပေါ့ဟုတ်တယ်မလားပြည့်ကြည့်လုပ်ပေးရမယ်ဆိုလက်ကောက်စီပါဦးအခုလိုလုပ်ပေးရမှာတွေ့ဟိုတာသမီးလည်းအောင်ရမယ်စီးပွားရေးမင်္ဂလာရေးအလူပွဲဒီပွဲဆိုရင်လေအောင်မြင်မှရပါပေါ့အောင်မြင်တဲ့တိတ်နမိတ်လေးတွေကဒီတချင်းကိုဆိုပြစီဗျာအမစေတုံနဲ့ချွေမင်းတို့ခဝဲလက်မလုံးတို့တောင်းစုပန်းချွေဘာမြင်ပြီးပြုတ်ရဲ့လူလူအားလုံးကြမ်းမှချမ်းသာစေအမစေတုံနဲ့ချွေတပြေတို့ခဝဲရွှေရင်ချမ်းလောင်းလို့
လာတဲ့ပြည်သက်ကြီးကျေးဇူးတင်ပါတယ်နောက်ပိုင်းလေးလည်းဖြောပြပြစေလို့အားလုံးမြစ်ထိုင်ခဲ့ကြချင်ပါဗျာ ယခုလိုအားကျုံမှန်တက်ဖြင့်ဒီဆိုကပြဖြောပြပေးသွားပါတော့ Grade 7မှာကျောင်းသားကျောင်းသူများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်